လောက်အလိန်ခန္ဓာပူရင်ဘယ်တော့မှလူတွေကိုအလွယ်တကူနဲ့မယုံသင့်ဘူးဆိုတာကိုတသက်လုံးမှတ်ထားလိုက်ပါတစ်ခါလောက်ဆုံးရှုံးသွားတာနဲ့ထပ်ပြီးတော့မလုပ်ချင်တော့ဘူးလို့တွေးမိလာတဲ့အခါမှာအောင်မြင်မှုဆိုတာတစ်ခါတည်းနဲ့မရဘူးကြိမ်ကြိမ်ခါခါရှုံးနေမှုတွေကြုံလာနိုင်တယ်ဒီရှုံးနေမှုတွေကိုသင်ခန်းစာယူပြီးတော့ဘလို့အောင်မြင်အောင်ကြိုးစားရမလဲဆိုတာကိုပဲသင်ခန်းစာယူပြီးလက်တွေ့အသုံးချရမယ်အောင်မြင်မှုတွေရလာတဲ့အခါအပေါ်ကိုရောက်အောင်တွန်းတင်ပေးခဲ့တဲ့လက်လက်ဆောင်ကိုကျေးဇူးဆက်ဖို့မမေ့သင့်တယ်လို့ကိုကြရှုံးနေတဲ့အခါကိုအစင်မပြေမှုတွေကြုံလာတဲ့အခါမှာကိုလှောင်ပြောင်ခဲ့တဲ့လူတွေကိုလည်းပဲဘယ်တော့အခါမှမမေ့ပါနဲ့ဘဝမှာမှတ်ထားတဲ့နာတွေကိုမှတ်ထားပါပြတ်သားတဲ့နာတွေကိုပြတ်သားပါသင်ခန်းစာယူတဲ့နာတွေကိုသင်ခန်းစာယူမှဘဝဆိုတာတိုးတက်မှာဖြစ်ပါတယ်အားလောက်အလိန်ခန္ဓာပူရင်ဘယ်တော့မှလူတွေကိုအလွယ်တကူနဲ့မယုံသင့်ဘူးဆိုတာကိုတသက်လုံးမှတ်ထားလိုက်ပါတစ်ခါလောက်ဆုံးရှုံးသွားတာနဲ့ထပ်ပြီးတော့မလုပ်ချင်တော့ဘူးလို့တွေးမိလာတဲ့အခါမှာအောင်မြင်မှုဆိုတာတစ်ခါတည်းနဲ့မရဘူးကြိမ်ကြိမ်ခါခါရှုံးနေမှုတွေကြုံလာနိုင်တယ်ဒီရှုံးနေမှုတွေကိုသင်ခန်းစာယူပြီးတော့ဘလို့အောင်မြင်အောင်ကြိုးစားရမလဲဆိုတာကိုပဲသင်ခန်းစာယူပြီးလက်တွေ့အသုံးချရမယ်အောင်မြင်မှုတွေရလာတဲ့အခါအပေါ်ကိုရောက်အောင်တွန်းတင်ပေးခဲ့တဲ့လက်လက်ဆောင်ကိုကျေးဇူးဆက်ဖို့မမေ့သင့်တယ်လို့ကိုကြရှုံးနေတဲ့အခါကိုအစင်မပြေမှုတွေကြုံလာတဲ့အခါမှာကိုလှောင်ပြောင်ခဲ့တဲ့လူတွေကိုလည်းပဲဘယ်တော့အခါမှမမေ့ပါနဲ့ဘဝမှာမှတ်ထားတဲ့နာတွေကိုမှတ်ထားပါပြတ်သားတဲ့နာတွေကိုပြတ်သားပါသင်ခန်းစာယူတဲ့နာတွေကိုသင်ခန်းစာယူမှဘဝဆိုတာတိုးတက်မှာဖြစ်ပါတယ်